အားလုံးပဲမင်္ဂလာပါဒီနေ့တက်ဆက်ပေးချင်တဲ့တင်ကတော့ဒီအာရခတ်တက်တော် AA ရဲ့ပေါ့နော်ဒီစစ်ကောင်စီအပေါ်မှာပြည့်ပြတ်သားကင်တွယ်ပုံကိုပြည်သူတွေနဲ့ဒီတခြားတိုင်းဒေသလက်နက်ကိုင်တွေပေါ့နော်အတူယူလို့ရအောင်လို့ပေါ့နော်တက်ဆက်ပေးလိုက်ရပါတယ်ဒီပေါ့နော်အာရခတ်တက်တော် AA ကဒီအနာရှိဟောင်းမျိုးဆက်တွေဖြစ်တဲ့ဒီတန်းရွှေနဲ့ဒီတူလက်ထောက်မောင်အင်းတို့လည်းပေါ့နော်အခုလက်ရှိအကြမ်းဖက်နေတဲ့ဒီအကြမ်းဖက်စစ်ကောင်စီကိုပေါ်တော့အပီအောင်များလုပ်နေတဲ့အကြမ်းဖက်အဖွဲ့အစည်းရဲ့အဖြစ်သတ်မှတ်ပြီးတော့ကြီးညာတဲ့တင်လေးပဲဖြစ်ပါတယ်။ဒါကတော့ပေါ်တော့ဒီပြီးခဲ့တဲ့ကာလတွေအတွင်းတော့ဒီအရကတ်တော်အေးရဒီငပလီမှာရှိရပေါ်တော့ဒီစစ်ကောင်စီရဲ့ဒီအနာရှိဟောင်းတွေဖြစ်တဲ့တန်းရွှေနဲ့မော်အီလိုရတာရီတမီပိုင်းနေပေါ်တော့ဒီတန်းရွှေရတာဆိုရင်တန်းစော်တက်ပန်နဲ့ဒီမော်အီရဲ့တမီဆိုရင်ဒေါ်နာအီဗန်တို့ပိုင်ဆိုင်နေပေါ်တော့ဒီပါလက်စတိုင်းမမီဟိုတယ်နဲ့ဒီတနောကန်ဂျီဟိုတယ်တို့ပေါ့နော်တင်ပြန်တဲ့ပြလက်တဲ့ဆိုတော့အလုပ်တရှိဖြစ်မယ်လို့ထင်ပါတယ်နော်ဒီအရာပေါ့နော်သူတို့ရေပေါ့နော်အနာဆက်ပေါ့နော်20နီးပါပေါ့နော်20ကျော်အတင်းမှာပေါ့နော်ပြည်သူတွေစီးရပေါ့နော်မတရားသိမ့်ွက်ပြီးယူထားတာပေါ့နော်ဒီဟာတွေကိုဘာလို့သိမ့်ွက်ပြီးယူထားလဲဆိုတော့ဒီပေါ့နော်သူတို့တွေကိုတစ်ချိန်တော့ပေါ့နော်ဆက်ချင်ခဲ့တဲ့ဒီဒီမိုကရေစီလှုပ်ရှားသူတွေရဲ့ပြီးတော့ဒီရွာခဲနေစီကနေပြီးပေါ့နော်ဒီသူတို့ဒီလိုမျိုးဟိုတယ်စောက်မယ်ဆိုပြီးမတရားမောထုတ်ပြီးတော့ပေါ့နော်ဒီရုံမာပြီးတော့သူတို့ရဲ့ကိုချိုးအတွက်ဖြစ်လာအတုံးချပြီးယူထားလိုက်တာပေါ့နော်အဲ့ဟာကိုအခုချိန်မှာဒီစစ်ကိုနိုင်သွားတဲ့ဒီအေးတမ်တော်ကနေပြီးတော့ပြန်လဲပြီးတော့ရှူဆောင်ပြီးတော့ဒီတချို့လင်းမြေတွေပေါ့နော်ဒီရွာခံတွေကိုပြန်ပြီးတော့အနေလိုက်ပြီးဆိုတော့လည်းသိရှိရပါတယ်ဒါကလည်းအရင်ကကောင်းမွန်တဲ့လုပ်ရပေါ့နော်ဒီဟာတွေကိုဒါဘာကြောင့်ဖြစ်လာလဲဆိုစစ်ကိုပြက်တာတိုက်ပြီးတော့ဒီအမလားစစ်ကိုစစ်နဲ့တူတော့တိုက်တဲ့လုပ်ရတဲ့ကြောင့်ဘယ်လိုဆိုအောင်မြင်မှုရရှိလာပေါ့နော်ဒီလိုမျိုးတော့စစ်ကိုစစ်နဲ့တူတာမတိုက်ဘူးဆိုရင်တော့ဒီပြည်သူတွေဘဝကတော့ဒီလိုမျိုးပဲပေါ့နော်နာဗီးနာဖြစ်နေရပေါ့နော်ပြီးတော့ဒီ AA ကနေပြီးတော့ပေါ့နော်ဒီအကြမ်းဖက်ကောင်းဆောင်တွေဖြစ်တဲ့ဒီရေအာနာရှိဟောင်းတန်းရှင်နဲ့မော်အီတို့လည်းဒီခုလက်ရှိအာနာရှင်တွေကိုထောက်ခံနေတဲ့အကြမ်းဖက်ဖွဲ့စည်းဖြစ်ပေါ့နော်ကြီးညာလိုက်တယ်ပေါ့နော်ဒါအပြင်ဒီသူတို့ရပေါ့နော်သူတို့အာဏာလက်ထက်မှာပေါ့နော်သူတို့ဒီစစ်တပ်နယ်မြေအဖြစ်ဒီနယ်မြေတွေကိုသူတို့ကမတရားသိမ်းယူပြီးတော့ဒါသူတို့ကိုချိုးတို့လည်းတုံးဆွဲခဲ့တာဖြစ်တဲ့အတွက်ဒီအေးရနေပြီးတော့သူတို့ဒီအနာရှိဟောင်းတွေဖြစ်တဲ့ဒီခရိုနီပဲပေါ့နော်သူတို့ပတ်စံတဲ့အရာတွေကိုပြန်လည်သိမ်းပြီးပြည်သူတွေကိုပြန်ပြီးတော့ပေးရလိုက်တာပဲဖြစ်ပါတယ်အခုဆိုရင်တော့ဗောနော်ဒီတန်တွဲမြို့မှာပြည်သူတွေကိုပြည်နယ်နေထောက်ပြုပြီးတော့ဒါပေမဲ့အတော်အလာတွေပေါ့တော့တင်ချက်ထားလည်းဖြစ်ပါတယ်တဲ့ဒါကတော့ဗောနော်ဒီလိုမျိုးပြည်သူတွေဘက်ကနေပြီးပြတ်တာရက်တည်တဲ့ခေါင်းဆောင်တွေကြောက်ဗောနော်တစ်ချိန်မှာဒီရခိုင်ပြည်သူတရက်လုံးနဲ့လွတ်မြောက်ပြီးတော့ဗောနော်အားလုံးတောင်းနေရဲ့အာရကန်နိုင်ငံတော်ကြီးလည်းဖြစ်မြောက်လာမယ်လို့ယုံကြည်ပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဒီလိုမျိုးအာရကန်တော်လိုပဲကျန်တဲ့တိုင်းသားတွေလည်းတရားနဲ့တရားခက်ရမဖြစ်ပဲနဲ့တရားနဲ့တရားပေါ်တော့တရားရမရှိပဲနဲ့ပေါ့နော်တရားကိုတရားလက်သွေးပြီးစီလို့တိုက်ရနောက်ပိုင်းမှာကြာပေါ့နော်လူချင်းနဲ့အဖြစ် reset ကောင်းနေရမှာဖြစ်ပါတယ်လို့တရားနဲ့တရားတင်တရားရှော့တရားလမ်းကြောင်းမနေတရားပြင်းပြီးပေါ့နော်တရားကိုတရားထိန်းသိမ်းနေတော့အားလုံးလူချင်းနဲ့ခေါင်းဆောင်တွေလူချင်းတဲ့အရာရောပြည်သူလူချင်းအရာတနည်းကြောက်လာမှာဖြစ်တယ်လို့ပြောချရင်းနဲ့ဒီဗီဒီယိုလေးကိုညီကုန်းချလိုက်ရပါတယ်ကျေးဇူးတင်ပါတယ်